ခုတဲ့က line ပေါ်မှာထီထိုးပြီးထီပေါက်ပြီးပတ်စံမရတဲ့တဲ့ပေါ့နော်ဒီတဲ့ကစူဖန်ဘူရီမှာဖြစ်ပျက်သွားတဲ့တဲ့ပေါ့သူကဒီမယ်ပေါ့နော်သူနာမည်ကသူကဒီ Facebook ပေါ်မှာ line ပေါ်မှာထီဝယ်လိုက်ပေါ့နော်900တဲ့ထီ900ဘူးဝယ်လိုက်တယ်900တဲ့ဝယ်လိုက်ပြီးသူနောက်ဆုံးနှလုံးပေါက်သွားပါတော့နောက်ဆုံးနှလုံးပေါက်ရင်2000လားမသိရအဲ့ဒီသူထီပေါက်လို့တော့ပြောတော့ဒီထီအောင်တဲ့ပိုင်ရှင်ကသူဒီလုကနောင်သူတပည့်ပေါ့နော်သူတပည့်ဒီထီမှားပေးလိုက်လို့ပတ်စံပြန်အမ်းပေးပါရစေပေါ့အဲ့လိုလောက်တယ်ကွာပြောလို့ရှိရင်ဒါလိန်နီးတစ်မျိုးပဲပေါ့နော်တချို့ line ပေါ်မှာရောင်းနေအများကြီးရှိတယ်ကိုမှထီတွေလက်မှတ်တွေဟိုမရှိတာဘူးဒါပေမဲ့ဒီ website ပေါ်ကပုံတွေသိတယ်မလားထီပုံတွေယူပြီးတော့ပြန်ရောင်းနေတာတွေပြီးရင်ကိုမှဘာရင်းနှီးမှမရှိကွာအဲ့ပုံတွေဒီတိုင်းရောင်းတယ်လာဝယ်တဲ့သူကမပေါက်ရင်သူတို့ပတ်စံလေးရမယ်သူပေါက်သွားရင်ထီလေးမှားတော့တာဘာညာအဲ့လိုမျိုးလောက်လိုက်တယ်ပေါ့နော်အဲ့လိုမျိုးတွေသတိထားကြပါဒါကြောင့် line ပေါ်မှာထီဝယ်တော့မယ်ဆိုရင်တရားဝင် website နေကနေဝယ်ပါ line ပေါ်ကနေဝယ်လို့တော့ရတယ်တရားဝင် website နေရပဲဝယ်ပါတခြားဟိုပေါ့ရပေးတွေအဲ့လိုမျိုးတွေမဝယ်ပါနဲ့ခဲတယ်နော်